Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဝိုင်းဟာတငယ်ချင်းတွေနဲ့ပြပခဲ့တဲ့ဗီဒီယိုလေးကိုပြန်ပြီးတော့ဒီပြပေးတော့မှာပါရှင်ဒါတော့တကြံတော့ကမလို့ရဖို့လို့တဲ့ချိန်မှာပေါ့နော်မလို့ရဖို့လို့တဲ့ချိန်မှာမတိမတာလေးငရုတ်တီးဒီစိတ်တွေထည့်နေတာပေါ့နော်နောက်တစ်ခုကကြတော့တငယ်ချင်းတွေက try ချွေးတာပေါ့နော်ကြီးပါကောင်းချထားကိုတပြပေးလိုက်တာတစ်မျိုးသူလှုပ်လိုက်တာတစ်မျိုးမကြည့်လိုက်ပါဒါတော့သူတို့အပေါ်ကနေခုတ်ချတာကိုကြည့်နေရတယ်ဘွားပါကိုရီးယားတော့မခုတ်ချရဲဘူးအမြင့်တွေကြောက်လို့သူတို့ခုတ်လိုက်တော့လွယ်လွယ်လေးပေါ့နော်ကိုလေးခုတ်လိုက်ကြောက်တယ်လို့ပြီးရင်နောက်တစ်ခုကျတော့တငယ်ချင်းမွေးနေပါတငယ်ချင်းမွေးနေမှာတငယ်ချင်းကို supply တိုက်တဲ့ flow တွေပေါ့နော်ဒီမှာတော့ကြည့်ချင်တော့ယူမြင်ငတ်လို့လည်းဖြစ်နေပေါ့ဒါတော့တငယ်ချင်းကို short တိုက်တဲ့ supply ပေါ့နော်ဒီချိန်တော့ရေတွေခုတ်လိုက်ရတာတွေ့တယ်မလားဆိုပြီးတော့ကိုယ်မှာတော့အလုပ်ပြန်လာတဲ့တားပြီးတော့ပြေးရဟိုပြေးရဒီပြေးရဝယ်ရတာနဲ့နောက်ဆိုတော့စီပြေးသွားတာပါပဲဒီမှာတော့မွေးနေ့စီပါမွေးနေ့စီက post လေးတွေပေးပါတယ်ကြိတ်တွေခွဲပြီးတဲ့ချိန်မှာတရားချီတွေလိုက်အားပါတယ်အကြီးစုပ်သူအားရတယ်ပေါ့နော်ဒါကတော့ဖေဖေကြီးပါအကြီးစုပ်အလုပ်ထဲမှာပေါ့နော်ပြီးရင်နောက်တစ်ခုကကြတော့ blind ဖောက်တာအဲ့မှာကိုရီလူချီတဲ့အရာလေးတွေရောက်တော့သူလူချီတဲ့အရာလေးတွေလည်းရောက်တော့လို့ပျော်ခဲ့ရတဲ့အချိန်ပေါ့နော်တခုစလုံးဖောင်းတာတခုစလုံးတူလူချီတဲ့အရာလေးတွေရောက်သွားလို့ပြောနေတာကြည့်ပါပြောတာပြောနောက်တစ်ခုကကြတော့ဖူလို့တမပါဖလို့တာမလို့သေးဘူးသူရကြရည်စားနေပြီအစားဖွဲဆိုတာတမီတို့အဖွဲပဲဘာလို့ဆိုရင်တမီတို့ဖွဲကအမြဲတမ်းအလုပ်ပေးဆိုရင်အမြဲတမ်းမဟုတ်လို့ဆော့ဖြစ်တယ်အဲကြောင့်မို့တမီတို့ဖွဲက satellite ဖွဲလို့ခေါ်ကြတယ်ကဲစောင့်ကြည့်ပေးကြတဲ့အတွက်တရားချီးစီတဲ့ဝယ်ကြီးလို့များတဲ့ဗန်နောက်ဗီဒီယိုကိုတွေ့ရဖို့ follow လေးနေခဲ့ကြအောင်နော် bye bye